ပိုးတီလေးဟာစိတ်လှုပ်ရှားစွာနဲ့ခြံဝင်းထဲမှာတခုခုကိုစောင့်ဆိုင်နေတယ်။သူ့ဘေးနားမှာမိတ်တုံနဲ့ပြန်ဝဲနေတဲ့ပိုးဆုံးကျူးကလေးတွေကိုကြည့်ရင်မနေ့ကဖေဖေပြောတဲ့စကားကိုပြန်ကြားရောင်လာတယ်။တဘာဝတရားကြီးရဲ့စမ်းကြဲတဲ့ဖန်ဆင်းမှုတွေကတော့အမခန်းစရာပဲ။ဒါနတ်ဖန်ညကြရင်ထူးခြားလို့တဲ့တဘာဝအလှတရားကြီးတစ်ခုကိုတွေ့ရလိမ့်မယ်။အဖေတို့အခုမြင်နေရတဲ့လာမင်းဖြူဖြူကြီးကနေတွေးနေအောင်လာမင်းကြီးကိုပြောင်းလဲသွားတဲ့အလှတရားတစ်ခုကိုပေါ့ဖះလာမင်းဖြူဖြူကြီးကနေတွေးနေအောင်လာမင်းကြီးကိုပြောင်းလဲသွားမှာပြန်ပြီးတော့အရင်လိုလာမင်းဖြူဖြူကြီးမဖြစ်တော့ဘူးပေါ့မယုံနိုင်စရာပဲဖေမကြခင်ပိုးတီလေးရဲ့ဖေခြံထဲကိုဆင်းလာပြီးလာမင်းကြီးကိုကြည့်ဖို့လာခေါ်လာတယ်တားရီလာမင်းကြီးကိုတွားကြည့်ကြဆိုမကြခင်တွေးနေအောင်လာမင်းကြီးဖြစ်တော့မှာလာမင်းကြီးကိုကြည်ရင်တားတနာလာပြီဖေလာကြက်ပြီးသွားရင်အရင်လိုပြန်ဖြစ်မှာပါတားရီမပူပါနဲ့ဟောလာစကြက်ပြီးဟာလာမင်းကြီးကအနီရောင်ဖြစ်သွားပြီးတွေးရောင်တွေလွမ်းကုန်ပြီးဖေဘာလို့ဖြစ်လဲဆိုတော့နေရဲ့ကဘာရဲ့လရဲ့ဟာတဒန်းနဲ့ကျသွားတဲ့အချိန်ကဘာကိုထိုးလိုက်တဲ့နေရဲ့အလင်းရောင်ထဲမှာပါတဲ့ရောင်စင်ခွန်းနဲ့တွေဟာအပြင်ကိုဖြာထွက်သွားတဲ့အဲ့ဒီထဲမှာပါတဲ့အဝါလိမ့်မောအနီရောင်ဟာလိုင်းလျားရှိတယ်ဒါကြောင့်လိုင်းလျားတိုးတဲ့ကျန်တဲ့အယောင်လေးခုကလာစီကိုမရောက်နိုင်ပဲလိုင်းလျားရှိတဲ့အဝါလိမ့်မောအနီရောင်၃ခုကပဲလာစီကိုရောက်သွားတာအဲ့ဒီအချိန်မှာလာဟာပုံမှန်လာချက်တလို့အမဲရောင်ဖြစ်မသွားပဲအနီရောင်ဖြစ်သွားတယ်အဲ့ဒါကိုတချို့ကတွေးစွန်းနဲ့လာလို့ခေါ်တယ်ဒါဖေပြောပြမှာပဲလာမင်းကြီးပါလို့အနီရောင်ဖြစ်သွားလဲဆိုတာသိရပြီးတိတ်အံ့ဩစရာကောင်းတဲ့တဘာဝတရားကြီးပဲနော်ဖေတချို့ကတော့ပုံတနံကိုကြည့်ပြီးစိုးတယ်ကောင်းတယ်လို့အယူရှိကြတယ်တွေးစွန်းနဲ့လက်ချက်ရင်နမိတ်မကောင်းဘူးလို့ဆိုကြတယ်အမှန်မှာတော့တဘာဝတရားကြီးကသူ့အလုပ်သူလုပ်နေတာပါကောင်းတာတွေဖန်ဆင်းထားတယ်လို့စိုးကျိုးတွေကိုလည်းဖန်တီးပေးထားတယ်လူတွေကသတိနဲ့ဉာဏ်ပညာကပ်ပြီးတဘာဝတရားကြီးနဲ့ယဉ်တွဲနေထိုင်ရှင်တန်ကြရမှာအဓိကကတော့တဘာဝတရားကြီးကိုသွားမဖြတ်စည်းဖို့အရေးကြီးဆုံးပဲတဘာဝတရားကြီးပျက်စီးသွားရင်ဂေဟစနစ်တွေပျက်စီးသွားမယ်အဲ့ဒီကြရင်ကဘာကြီးဟာအလုံးစုံပြတ်သုံးသွားလိမ့်မယ်တဘာဝကိုချစ်ပါတဘာဝကိုစောင့်ရှောက်ပါတဘာဝမရှိရင်ကဘာကြီးလည်းရှိမှာမဟုတ်တော့ဘူးသားဖေတို့အားလုံးရဲ့တခုလေးသောကဘာမြေပါဖေရှင်းပြတော့မှတားတေးတေးချာချာနားလဲတော့တယ်တဘာဝဟာတားတို့အားလုံးရဲ့အင်ကြီးတစ်ခုပဲတဘာဝကိုတားတို့ဝိုင်းဆောင်ရှောက်ရမယ်တခုလေးသောကဘာမြေထားရတည်ရှိပါစေဖေစိတ်လမ်းပါစေပန်းဝင်တွေဆူတောင်းနေ